အခုဒီကျွန်တော်တို့ကဘာမှအမားမရှိသေးဘူး မင်းအဲ့စာကတ်ထားတာဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတယ် တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြော တက်နေရခိုင်းတယ်ရှင်းမယ်နားမယ်လေမင်းမအောင်လေဟဲ့မင်းမအောင်လေ ကျွန်တော်တာဝန်ရပြောနေတာ မင်းကတာဝန်ဆိုငါတာဝန်ရှိတယ် ဟုတ်တယ်ဘုံမှုတာဝန် တနေ့လုံးကအောက်ချုပ်နေတာ အေးအဲ့ဒါကျွန်တော်လက်ကလည်းဘုံမှုတို့နဲ့ကျွန်တော်ဘုံမှုလည်းဟိုကဘုံမှုလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲ မင်းဘယ်တက်ကတက်တယ်ငါသိတယ်မင်းတက်ကတက်တယ် အဲ့ဒါမပြောနဲ့ ဝိုင်းစာချင်းတော့ထွက်လာ အဲ့ဒါကိုမပြောနဲ့ဘုံမှုအခုဘုံမှုတာဝန်လေဘုံမှုမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ် အေးဘာဖြစ် ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာ မင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ် မဟုတ်လေအဲ့ဒါဘုံမှုမမေးတာတမျိုးလုံးကျွန်တော်တာဝန်ရှိတယ် မင်းတို့တာဝန်ရှိတက်တယ်ကိုဒီကစောက်ယူလာ အေးတက်နေမှုတာဝန်ပေးတာလေတက်နေမှုတာဝန်ပေးတာလေ တက်တယ်ကိုပေးပါတာဝန်ပေးတယ်ချင်းတယ်ဗျစားရချင်းတယ်ဗျ တက်နေမှုကိုမေးတက်နေမှုကိုမေး မေးစရာမလိုငါအခုတက်တယ် အေး မျိုး အခုကကျွန်တော်အခုတက်နေမှုဖုံးဆက်မှာ ဆက် ဘုံမှုဝင်နေအောင်ကျွန်တော် ဆက် အခုဆက်မှာ ခုဆက် အခုဆက်မှာ ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ် ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘုံမှုပြောတာမရှိဘူးတစ်ခွက်လုံးရှိတယ် မင်းပြည်သူစစ်ကတို့လုံးတယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတွေ့မယ်မဆက်ခုဆက် ဆက်တယ် မင်းလည်းငါတွေ့ချင်တာကြာပြီဟဲ့စီကျူဟုတ်ပါဘူးတိုက်ဆိုင်ရထွက်တယ်ကောင်တွေ့ကြသေးတော့ဘောမင်းဆိုင်တော့မကဲရဟဲ့ငါတော့ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနားလားစောက်ယူအင်စားဘစ်ကွာနော်အင်စားဘစ်ကွာဒီတော့ကကြည့်ကြည့်နေတာစောက်ပါလာတာဝရတယ်အေးလိုးတွေ ကျွန်တော်တို့ကအကုန်လုံးကိုပြောတာဆက်တယ်ခုပြောတာ ဆက်တော့ရကိုခွဲကြပြန်မင်းဆက်ခမ်းမဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေဘေး low flight စားချင် ဘုံမှုစကားပြောတာအရန်ဟိုကလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူး တို့တော့လေးဖြစ်လားဆက်လာခုပဲဆက် ဘူးဘုံမှုတော့ကိုင်းနေဘုံမှု ဆက် တော့ကိုင်း ဆက်မင်းဆက်မင်းဆက်ငါပြောပြီအေးဒိုးတွေ့ကြသေးတယ်ဗျမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းဖားလဲပုံမှုဆိုပါတယ်ဗျလာလို့ ဘုံမှုကကျွန်တော်မပြောဘူးတွေ့တယ်ခုတက်နေဘုံမှုဆက်နေဘုံမှုမနိုင်သေးဘူးဘုံမှုအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့ကဟိုလုံလုံလေးစကူးမှာဝေးတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေပါကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာပါချခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီးသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုကျွန်တော်တရက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြိုးကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းနှန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိလာတမျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖလိုက်စာချင်းနဲ့ဖက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါ ဟု ပြော တ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောရတယ်တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ